အားလုံးပဲမင်္ဂလာပါအာရှရောင်အောင်မှကြိုးစားလိုက်ပါတယ်အမြဲတမ်းပြောင်းလဲနေတဲ့အင်ချင်မီဈေးကွက်ကြီးမှာကျွန်တော်တို့အာရှရောင်ဝါကတော့မပြောင်းလဲပဲလူကြီးမင်းတို့နဲ့အမြဲတမ်းအတူရှိနေပါတယ်ကျွန်တော်တို့အာရှရောင်ဝါအနေနဲ့တောင်တကုံစိတ်ကန်းအစရှိတဲ့နေရာတွေရဲ့အင်ချင်မီတွေကို service အပြည့်နဲ့ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့ team အနေနဲ့လည်း customer တယောက်ချင်းစီလိုအပ်တဲ့ပုံစံလိုချင်တဲ့အနေထားအားလုံးကိုအသေးချာဆောင်ရွက်ပေးနိုင်ဖို့အမြဲတမ်းကြိုးစားနေပါတယ်ကျွန်တော်စီလာရင်လူကြီးမင်းတို့ customer service အတွက်ကတော့လုံးဝစိတ်ချပါတယ်မိကွန်းနဲ့ပတ်သက်ရင်လည်းလူကြီးမင်းတို့ချက်ချင်းနေချင်တာလားအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံချင်တာလားလမ်းကျယ်ပေါ်လိုချင်တာလားကျွန်တော်စီမှာအသင့်ရှိပါတယ်ဒါမှမဟုတ်မြေစုချင်လို့အနာဂတ်မှာမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာမယ့်မိကွန်းမျိုးဆိုလည်းကျွန်တော်တို့စီမှာရှိပါတယ်ကျွန်တော်အနေနဲ့အာမခံနိုင်တာကတော့လူကြီးမင်းတို့အနေနဲ့အာရှဝါမှာမိကွန်းဝယ်ယူမယ်ဆိုရင်စာရွက်စာတမ်းခိုင်မာမှုတာဝန်ယူမှုတာဝန်ခံမှုအားလုံးရှိတဲ့နေရာဖြစ်တဲ့အတွက်လုံးဝစိတ်ချစွာဝယ်ယူနိုင်ပါတယ်ကျွန်တော်ရုံးခန်းလေးစာကတော့အမှတ်145ကျန်းစစ်သားလမ်း69ရပ်ကွာတကုံစိတ်ကမ်းမှာရှိပါတယ်ဖုန်းနံပါတ်တော့09နဲ့4463 09နဲ့4465 Facebook နဲ့ TikTok မှာလည်းကျွန်တော်တို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ